ဆိုင်ဖို့ဆရာဖုန်းနဲ့ပတ်သက်ပြီးတော့ပြောကြတာလည်းအများကြီးပဲဆိုတော့တော်ကိုအများကြီးရှိပါတယ်ဆရာနဲ့ကျွန်တော်နဲ့ကဒီအဖေနဲ့အမေနဲ့စမလုပ်ခင်ကတည်းကဆရာနဲ့ကျွန်တော်နဲ့ကတီကျွမ်းခင်နေခဲ့တာပဲကျွန်တော်ကညာစည်းတန်းမှာကျွန်တော်စာအုပ်အဟောင်းရောင်းတယ်သူကညနေတိုင်းဆရာရွေးအကြီးပွားကြီးနဲ့ညာစည်းတန်းကိုလာပြီးသူကစာအုပ်ဝယ်လို့ရှိရင်ကျွန်တော်ဆိုင်ကိုဝင်ကိုပြပြဒီဈေးဥပေါက်ဆရာဈေးဥမပေါက်သေးဘူးလို့ပြောလို့ရှိရင်စာအုပ်တွေထိုင်းမှွေတော့တာမှွေပြီးတော့သူကောင်းလို့ရဂင်္ဂါအုပ်အမြဲတမ်းဝဲပြီးတော့နေတိုင်းလိုကိုဈေးဥလာပေါက်အဲ့ကလေးကဆရာနဲ့ကျွန်တော်နဲ့တီကျွမ်းရင်းနှီးခင်မင်ခဲ့တာနောက်ကြတော့အဖေနဲ့အမေနဲ့တွေတုတ်တော့ကြတော့ဆရာနဲ့ကျွန်တော်နဲ့ရင်းနှီးမှုအတိုင်းဒါပို့ပြီးတော့ဟိုပါပေါ့လေအရင်ကနဲ့ဆိုင်ပို့ပြီးတော့ဆရာနဲ့ထိတွေ့မှုတွေပိုများလာပို့ပြီးဆရာနဲ့ကျွန်တော်နဲ့ဆရာတပည့်ရင်းလို့ပို့ပြီးတော့ခင်မင်သွားတယ်ကျွန်တော်အမှတ်မိနေတာတခုက2009ခုနှစ်ကအဖေနဲ့ပထမဆုံးအကြိမ်စလုပ်တဲ့အဖေနဲ့မှာကျွန်တော်တို့ပြင်စာမှာပေါ့လေဆရာရဲ့ပြင်စာကျောင်းမှာဟိုအတက်လန့်အထက်ဘက်ကအခုစာကြည့်တိုက်လောက်ထားတဲ့နေရာဒီဘက်ကအခုကျွန်တော်တို့မိဘမဲ့နေရာမဟုတ်ဘူးအဲ့မှာတော့ကျွန်တော်တို့2009ခုနှစ်ကစာကြည့်တိုက်ပုံမွေးလာမသိပြင်စာလူလည်းပါနေအဲ့မှာရောက်တော့မရင်လူတော့ပါရောက်သွားတော့ကြတော့ဒီနေ့တဲ့ဟောပေါ့နော်အပြည့်လို့ဟိုဒီမှာအခြေအနေမပေးဘူးတဲ့အခြေအနေကမပေးဘူးတဲ့ပြင်ဦးလည်းမနေလည်းအလုံးမခံဟိုမှာလည်းဘယ်မှာသွားလို့ဒီပြင်စာမှာအလုံးမခံဘူးလေဘယ်မှာသွားလို့ရမလဲစဉ်းစားရတယ်ငါဟိုကပြုနေတယ်ကိုပြည့်ဒီကမရဟိုစလုံးရေးတတ်လားတိုင်းပုတ်စလုံးရေးတတ်လားနည်းနည်းပါးပါးမတော်တော့ရေးတတ်ပါရဲ့ဆရာအဲ့ဆိုလို့ရင်ရေးပြတယ်ပိဿတစ်ခုချပြီပိဿကဟိုဒီလိုအစိမ်းနှူးရောင်လေးအောက်ခံအဲ့အစိမ်းနှူးရောင်ပိဿလေးမှာသူကစတေကာတွေချပြီကျွန်တော်ဆရာလို့ကျွန်တော်လို့စော့ပင်ရဲလို့ရေဖလားတစ်လုံးရတာပြီးလို့ဖလားတစ်လုံးနဲ့တခါတည်းယာပြီးစလုံးတွေယာပြီးတော့စော့ပင်နဲ့အဲ့ဒီစတေကာတွေကိုကကြီးနဲ့ကိုက်ပြီးတော့ခုနပိဿပေါ်မှာကျွန်တော်အဖေနဲ့ဆိုစလုံးကျွန်တော်ပထမအကြိမ်မှာအဖေနဲ့စလုံးကိုကျွန်တော်အဲ့ဆိုင်းဘုတ်ကိုကျွန်တော်စလုပ်ခဲ့တာအဲ့ရနေပြီးတော့နောက်နေ့လေသမင်းမှာစားတောက်ပြီးတော့ကြတော့ဟိုသမင်းဆိုင်ရနေပြီးတော့ကဲသွားကြကားပေါ်တက်ကားကလည်းဟိုလေးပေါ့ကျွန်တော်လူဟိုလောက်ဆန့်တာပေါ့အစိတ်30လောက်တော့ဆန့်အဲ့မှာကျွန်တော်ရေးတဲ့ဆိုင်းဘုတ်ကိုဒီဘက်ကနေချိတ်ပြီးတော့မှတခါတည်းဆောင်းပေါက်တွေပါအပေါ်တင်းကားပေါ်တင်းပြီးတော့တခါတည်းအဲ့ပြင်စားကနေအောက်ကိုဆင်းလာပြီးတော့အဲ့ဒီဆယ်တော်လေးဘက်ကိုကားကိုချို့ချတယ်အဲ့ဆယ်တော်လေးအဲ့ဟိုပါပေါ့ဆယ်ထိပ်ပေါ်မှာပဲပထမဆုံးအကြိမ်အဖေနေကိုစွန့်စားနဲ့ကျွန်တော်တို့လုပ်ခဲ့ကြအဲ့တော့ဗျာဆရာအကိုနီမောင်တို့ရောပါတယ်သူတို့လည်းကိုနီမောင်လည်းရှိသေးတယ်အဲ့ကျွန်တော်ဆက်ထိတ်စခန်းမှာအဲ့ကျွန်တော်တို့အဲ့ဒီညနေဟောလောက်ရောက်သွားတာပေါ့ညနေ4 နာရီတော့အချိန်လည်းမရှိတော့တော်နေခဏနေမှောင်တော့မှလှုပ်ဆိုပြီးတော့အဲ့မှာအဲ့တော့ပြောကြတယ်ဆရာကအဲ့မှာကိုသိန်းမောင်ကိုလည်းဟိုစုချင်းမြင့်နဲ့မိုင်းရင်တို့လည်းစုချင်းမြင့်နဲ့နောက်ကျွန်တော်တို့တစ်ဖွဲ့လုံးပေါ့လေအကုန်လုံးတော့အဲ့တော့ဟိုတောင်ပင်လဲမောင်ကြောက်ခဲလဲပါတယ်တောင်ပင်လဲမောင်ကြောက်ခဲတော့ကားပေါ်မှာမူးယူနေတာအဲ့ကောင်တော့ကိုခုနပြောသလိုပေါ့ကားပေါ်ကနေပြီးတော့ဘာညာမောသူကဒီကလူတွေကဟောပြောနေတာသူကကားပေါ်ကနေပြီးတော့ဆရာဘာညာနဲ့ကားပေါ်ကနေပြီးကားဟိုအမိုးပေါ်မှာဒီကောင်ကအဲ့နဲ့ကဲလို့လှုပ်လို့ခန္ဓာဟိုဟာပြည့်နေတာဟိုပြီးစီးအောင်တာလှုပ်လို့ခုနပြောလို့အဲ့မှာကိုသိန်းပန်တို့တော့ဦးစင်းတစ်ပါးပါသေးတယ်အဲ့ဦးစင်းလည်းပွဲနာမယ်မေးနောက်ဆရာနီမောင်ပါတယ်နောက်ကျွန်တော်နောက်
အယူဟာတော်များများပါပဲပါကြပါရဲ့ကျွန်တော်လည်းမမှတ်မိတော့ဘူးအကုန်လုံးအဲ့ဒါပထမဆုံးအချိန်ကျွန်တော်စွန့်စားစားနဲ့ဆယ်တော်လေးဆယ်ထိတ်စခန်းမှာကျွန်တော်တို့စွန့်စားနဲ့လုပ်ခဲ့တာဘယ်မှကွန်မပြုဘယ်မှလည်းဒီခုနကဒီအဖေနေ့အဖွဲ့ကိုကျင်းပခွင့်မပေးဘူးအဲ့ချိန်ကအတော်ကြက်တာတဲ့ကာလာကြီး2009ခုနှစ်ကပြအဲ့လိုနဲ့ကျွန်တော်တို့ပထမအချိန်ကိုအောင်မြင်အဲ့ဆယ်တော်လေးဆယ်ထိတ်စခန်းမှာကျွန်တော်တို့ပြီးစီးအောင်မြင်သွားကျွန်တော်တို့ပြုလုပ်နိုင်ခဲ့ပါတယ်အဲ့ဒါပါပဲကျွန်တော်ဆရာကိုအမှတ်ရနေရပထမအချိန်အဖေနေ့စပြီးတော့ဖြစ်ပေါ်လာပုံလေးပါကျွန်တော်အဲ့ဒါလေးကိုလည်းကျွန်တော်စောင်းပါရေးပြီးတော့ဟိုဟာကျွန်တော်ရွှေမန်းလေးဂျာနယ်မှာကျွန်တော်ပို့ဘူးပါတယ်ပါလဲပါပါတယ်ကျွန်တော်မှတ်တရတော့အဲ့လောက်ပါ